မ်းသာလူတွေဟာတာဝရိန္ဒနတ်တွေတဲ့တာလွန်တဲ့အချက်ရှိတယ်ပေါ့ချမ်းသာဒုက္ခနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်နတ်တွေကလူတွေတဲ့ပို့ပြီးတော့ချမ်းသာတယ်တက်တန်းလဲပိုးရှိတယ်အစင်းလဲပိုးလှတယ်အချမ်းရံဘုံကိုလဲပိုးကြီးတယ်ပေါ့အဲ့ဒါလို့နတ်တွေကလူတွေတဲ့တာလွန်တဲ့အချက်ကတော့အဲ့ဒီအချက်တွေပဲဒါပေမဲ့တာဝရိန္ဒနတ်တွေတဲ့လူတွေကတာလွန်တဲ့အချက်ဆိုတာလည်းရှိသေးတယ်ဘယ်အချက်တွေမှာတာလွန်လို့ဆိုရင်သူရာတတိမန္တောဣဒဗြဟ္မစရိယဝါသောလို့မြတ်စွာဘုရားကထောက်ပြညွှန်ပြတဲ့စကားရပ်ထဲမှာသူရာလူတွေဟာတတ္တိရှိတဲ့နေရာမှာနတ်တွေတဲ့ပို့သားတယ်လို့ဒီလိုဆိုလူတွေကပို့ပြီးတော့ရဲရင်တတ္တိရှိကြတယ်ဒီအချက်ကလည်းတာဝရိန္ဒနတ်တွေတဲ့သားတယ်လို့ဆိုတတိမန္တောတတိကောင်းတဲ့အချက်ကလည်းလူတွေကသားတယ်လူနဲ့နတ်ဘသူကပို့ပြီးတော့တတိကောင်းလို့ဆိုလူကပို့တတိကောင်းတယ်တတိရှိတယ်ပေါ့ဗျာဘာဖြစ်လို့လူကပို့တတိရှိတယ်လဲဘာကြောင့်နတ်တွေကလူလောက်တတိမကောင်းတယ်လဲလို့ဆိုနတ်တွေမှာကအပြောင်းလဲသိပ်မရှိဘူးချမ်းသာဒုက္ခအလွန်များတယ်ဥပမာပြောရရင်လူတွေဆိုတာပွဲလန်းသဘင်ဆိုတာယမယံခါမှရှိတယ်နတ်တွေမှာအမြဲတမ်းလို့ပွဲလန်းသဘင်နေနဲ့ပြည့်နေပြီးတော့နေတော့နတ်တွေကမေးလျော့မှုတွေပိုများတယ်လို့ဆိုတယ်ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့အခါမှာလူတွေကကုသိုလ်ကောင်းမှုလုပ်ဖို့တတိယသေးတယ်နတ်တွေမှာကုသိုလ်ကောင်းမှုလုပ်ဖို့တတိမရကြဘူးအဲ့ဒီအချက်နဲ့ပတ်သက်လာလို့ရှိရင်လူတွေကပိုတတိကောင်းတယ်ဘာကြောင့်လူတွေကပိုတတိကောင်းလဲနတ်တွေကအလွန်ချမ်းသာသည့်အတွက်ကြောင့်တတိမွေ့လွယ်မိတ်လွယ်တယ်လူတွေကဘာကြောင့်တတိပိုကောင်းတာလဲလို့ဆိုလို့ရှိရင်ဒုက္ခဒုက္ခလို့ဆိုတာချမ်းသာတစ်လက်ဆင်းရဲတစ်လက်လူတွေမှာချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲတယ်ခက်ခဲတွေကြုံတဲ့အခါကြုံတယ်အဆင်ပြေတဲ့အခါပြေတယ်အဲ့ဒါကြောင့်လူတွေဟာအပြောင်းလဲတွေများသည့်အတွက်ကြောင့်တတိရှိလာလက်တွေပို့ပြီးတော့တတိထားတတ်လာတယ်အဲ့ဒါကြောင့်မို့တတိရှိတဲ့နေရာမှာတော့လူတွေကတာဝရိန္ဒနတ်ပြည်ကနတ်တွေတဲ့သားတယ်လို့ဒီလိုဆိုနောက်တာလွန်တဲ့အချက်တစ်ချက်ကတော့ဘာလို့ဆိုဣဒဗြဟ္မစရိယဝါသောရသော်ဘုရားသာသနာတော်မှာသတ်မှတ်ထားတဲ့မြတ်သောအကျင့်လို့ဆိုတဲ့အကျင့်ကိုကျင့်တဲ့နေရာမှာလည်းပဲလူတွေကတာလွန်တယ်လို့ဆိုနတ်တွေဟာရှင်ဘဝယဟန်ဘဝမှာနေနိုင်ခွင့်မရှိကြဘူးနေခွင့်မရှိကြဘူးလူတွေမှာတော့မြတ်စွာဘုရားရဲ့တပိဋဝကအဖြစ်ကျင့်သုံးနေထိုင်ခွင့်ရှိကြတယ်အဲ့ဒါလို့မြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်တဲ့အခါမှာလည်းနေကြတဲ့